အားလုံးပဲမင်္ဂလာပါကျွန်တော်17ရက်12လ2025ပေါ့နော်ဂျာတာပရိနေ့နေကုန်ပေါ့နော်ညမနေ့ကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးတွေပြီးတော့ break တွေပေါ့နော်ကျွန်တော်မျှဝေပေးခြင်းပါတယ်အားလုံးပဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ကျွန်တော်ထိပ်စီးလေးနဲ့အရင်စလိုက်မယ်ပေါ့နော်ကျွန်တော်မနက်ပိုင်း7နာရီ10မိနစ်အတွက်ကျွန်တော်တို့နှလုံးပေါင်းခြင်းကျွန်တော်တို့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်နှစ်ခွန်လေးသူ့ရဲ့ power နှစ်ခတ်ပေါ့နော်သူတပင်ကျော်နှစ်ခွန်လေးဆိုတာကျွန်တော်တို့ထိပ်စီးပေါ့နော်โอเคပြီးရင်ကျွန်တော်နှလုံးပေါင်းခြင်း3ညဖြစ်တဲ့အတွက်3ညခွန်5ဆိုတာသူ့ရဲ့တပင်ကျော်မှာကျွန်တော်တို့3ညခွန်5ထိပ်စီးနဲ့3ည6ဆိုပြီးရိုက်တယ်ပြီးရင်နောက်တစ်ပင်မှာနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ကျွန်တော်တို့385ဆိုတာထိပ်စီးပေါ့နော်81ဆိုပြီးရိုက်တယ်ပြီးရင်နှလုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်ကျွန်တော်တို့2ခွန်4ဆိုတာဆိုတော့ထိပ်စီးပေါ့နော်โอเคဆိုတော့ဒီမနက်ကိုကျွန်တော်နှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်6နဲ့8 4ဖြစ်တဲ့အတွက်ကျွန်တော်4 9 2ဆိုတာကတော့ကျွန်တော်ထိပ်ကလေးပေါ့နော်โอเคဆိုတော့ထိပ်စီးရပြီဆိုတော့ကျွန်တော်နောက်ပိတ်လေးတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်နောက်ပိတ်ကကျွန်တော်ဒီကနေစပြီးရပေါ့နော်ကျွန်တော်3ညကြတဲ့အတွက်နှလုံးပေါင်းခြင်းက3ညပေါ့နော်အဲ့တော့နှလုံးပေါင်းခြင်း3ညလို့ကြတယ်ဆိုတော့ဒီမှာ8ဖြစ်တဲ့အတွက်ကျွန်တော်3ညကြဖို့ကျွန်တော်2ထည့်မယ်တကယ်လို့3ညပါဝါ5ဆိုရင်ကျွန်တော်တို့ကခွန်ထည့်ရမယ်ပေါ့နော်အဲ့တော့3ညနှစ်ခတ်ခွန်ဆိုရင်တော့ကျွန်တော်တို့9ပေါ့နော်ဒါကတော့နောက်ပိတ်ပေါ့နော်ဒါကတော့ထိပ်စီးဒါကတော့အပိတ်ပေါ့ကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့ကျွန်တော်2ခွန်4ထိပ်စီးနဲ့2ခွန်92ခွန်4ထိပ်စီးနဲ့2ခွန်9နောက်ပိတ်နဲ့ကျွန်တော်4နှစ်ဆိုပြီးထွက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပြင်မှာကျွန်တော်တို့3ကြားလို့နှလုံးပေါင်းခြင်း8ပေါ့နော်ဆိုတော့သူ့ရဲ့ပါဝါရိုက်သွားတယ်အဲ့တော့သူ့ပါဝါ8ဆိုရင်ကျွန်တော်တို့က6ထည့်ရမယ်သူ့နှစ်ခတ်3နှစ်ခတ်5ဆိုရင်ကျွန်တော်တို့3ထည့်ရမယ်3ပါဝါ8ဆိုရင်တော့ကျွန်တော်6ပေါ့နော်3လို့ပြန်ရမယ်ဆိုရင်ကျွန်တော်1ဒီကောင်ကထိပ်စီးဒီကောင်နောက်ပိတ်နဲ့ကျွန်တော်3ည6ဆိုပြီးထွက်သွားတာပေါ့နော်အဲ့တော့နောက်ပြင်မှာကျွန်တော်တို့8ကြလို့နှလုံးပေါင်းခြင်း8ပေါ့နော်အဲ့တော့8ကြဖို့ဆိုရင်ကျွန်တော်1ထည့်မယ်8ပါဝါ3ဆိုရင်ကျွန်တော်တို့က6ထည့်မယ်8နှစ်ခတ်1ဆိုရင်ကျွန်တော်တို့က4ထည့်ရမယ်ပေါ့နော်ဒီ164လေးကကျွန်တော်နောက်ပိတ်နဲ့ဘာထွက်သွားလဲဆို8 1ဆိုပြီးထွက်သွားတယ်နော်ကျွန်တော်နောက်ပြင်မှာကျွန်တော်2ကြလို့နှလုံးသူ့ရဲ့နှစ်ခတ်4ဆိုပြီးရိုက်သွားတယ်နှလုံးပေါင်းခြင်းပေါ့နော်အဲ့တော့ဟုတ်ပြီသူက2ဆိုရင်ကျွန်တော်တို့ကဘာထည့်ရမလဲဆိုတော့3ထည့်ရမယ်သူ့ပါဝါခွန်ဆိုရင်ကျွန်တော်တို့က8ထည့်ရမယ်သူ့နှစ်ခတ်4ဆိုတော့5ပေါ့နော်3 8 5နောက်ပိတ်နဲ့ကျွန်တော်တို့2 5ဆိုပြီးထွက်သွားတယ်โอเคဆိုတော့ကျွန်တော်တို့ဒီမနက်မှာစောစောကကျွန်တော်တို့ထိပ်စီးရပြီပေါ့နော်4 9နှစ်ထိပ်စီးကျွန်တော်တို့ဒီမှာနောက်ပိတ်ကကျွန်တော်တို့6ကြတဲ့အတွက်နှလုံးပေါင်းခြင်း6ဆိုရင်ကျွန်တော်တို့2ထည့်ရမယ်ပေါ့နော်9ရဲ့ပါဝါ4ကြမှာဆိုရင်ကျွန်တော်ခွန်ထည့်မယ်ကျွန်တော်9နှစ်ခတ်6ဆိုရင်တော့9ထည့်ရအောင်အဲ့တော့ဘာရလဲဆိုတော့ကျွန်တော်တို့4 9နှစ်ရဲ့ထိပ်စီးရဲ့2ခွန်9ကျွန်တော်တို့နောက်ပိတ်ပေါ့နော်အဲ့တော့ခဏလေးတွေတစ်ချက်တွေးကြည့်မယ်ပေါ့နော်ကျွန်တော်တို့4နှစ်ရမယ်ကျွန်တော်တို့4ခွန်ပြီးရင်4 9ပြီးရင်နောက်တစ်ခုက9နှစ်9ခွန်9 9ပြီးရင်ကျွန်တော်2နှစ်ရယ်ကျွန်တော်2ခွန်ရယ်2 9ရယ်ပေါ့နော်ကျွန်တော်ကဏ္ဍတက်က2ခွက်ပါနေပေါ့နော်9နှစ်2 9ဒါကတော့ပြန်ကဏ္ဍကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့အစဉ်ပြေလဲပြန်ကဏ္ဍဖြစ်တဲ့အတွက်ကျွန်တော်တို့အားတော့နည်းတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကဏ္ဍနေရပြီဆိုကျွန်တော် break လေးတစ်ချက်သွားလိုက်မယ်ပေါ့နော်ကျွန်တော်ပြခဲ့တဲ့ break ဒီတိုင်းပဲကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း8ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်8 3 1က9 6 4ဆို break ပေါ့နော်အတောက်လျှောက်ပြီးခဲ့တယ်မနေ့ကအထိလည်းကျွန်တော်ပြီးခဲ့တယ်ပေါ့နော်ဆိုတော့ဒီကဏ္ဍလေးနဲ့ကျွန်တော်တို့တွဲရမှာဒီ break နဲ့တော့ကတ်ရမှာပေါ့နော်အဲ့တော့2 5ဆိုရင်လည်းကျွန်တော်တို့ဒီမှာနှလုံးပေါင်းခြင်းခွန်3ည2ပြီးရင်3ဖြစ်တဲ့3 8 5ဆိုတော့ကျွန်တော်တို့ခွန်3ည2 break 3 8 5 break နဲ့ဒီမှာကျွန်တော်တို့ကတ်တဲ့ကဏ္ဍလေးတွေပေါ့နော်မနေ့က2 5ခွန် break ထွက်သွားတယ်ဟိုကအင်္ဂါနေ့ကဆိုတော့ကျွန်တော်အခုဆိုရင်ကျွန်တော်2ခွန်ဆိုတော့9ပေါ့နော်9 6 4ပြီးရင်5 9ဆိုတော့ကျွန်တော်4 4 9 2ဆိုတော့အများကြီးမရှိဘူးပေါ့နော်ကဏ္ဍကျွန်တော်တို့ break က2 4 6 9ကျွန်တော်တို့ဒါကတော့နေကုန် break ပေါ့နော်ကျွန်တော် break တွေကလည်းကျွန်တော်တောက်လျှောက်မှန်လာတယ်ပေါ့နော်ဟောကီးတွေကလည်းနည်းနည်းကျွန်တော်လွဲနေလို့ဆိုတော့ဟုတ်ပြီဒါကကျွန်တော်တို့မနက်ပိုင်းအတွက်ကျွန်တော်တို့ထိုးရမယ်
ကနန်းလေးပေါ့နော်ကျွန်တော်တို့သူ့ထိပ်စီးနောက်ပိတ်မှုနဲ့ကျွန်တော်တို့အားကြတော့မလို့ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့အပူက2ကွက်ပါတယ်ပေါ့နော်ကိုနဲ့2ဆို2ကွက်ပါတယ်ပြီးရင်ကနန်းထက်1ကွက်ပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ4နှစ်4ခွန်4ကိုဆိုတာကျွန်တော်တို့ဘောင်းရရှိတဲ့အပတ်ဒီတိုင်းမှာကျွန်တော်တို့1ကွက်တော့ကျွန်တော်ထွက်တတ်တယ်ပေါ့နော်ဒီဟာတွေကဒီကနန်းတွေကအားကြောင့်မို့ဒီကနန်းလေးလည်းကျွန်တော်ကြိုက်တယ်ပေါ့နော်โอเคဒါကတော့မနက်ပိုင်းအတွက်ပေါ့နော်ဆိုတော့ကျွန်တော်ညနေပိုင်းအတွက်ကကျွန်တော်တို့ဘာကြမလဲဆိုတော့ကျွန်တော်တို့ဒီကနေစတယ်ပေါ့နော်ထိပ်စီးမှုလေးကျွန်တော်4ကြလို့နှလုံးပေါင်းချင်းက9ပေါ့နော်နှလုံးပေါင်းချင်း9ကျွန်တော်3ညကြလို့နှလုံးပေါင်းချင်း5သူ့ပါဝါရိုက်တယ်8ကြလို့8ဆိုပြီးတော့ဒဲရိုက်တယ်ပေါ့နော်ထိပ်စီးကိုကျွန်တော်တို့ဒီမှာ2ကြလို့ကျွန်တော်တို့2ဆိုရင်ခွန်ပေါ့နော်ခွန်ထိပ်စီးရှိမယ်ပြီးရင်သူ့ပါဝါ2ပါဝါခွန်ဆိုရင်ကျွန်တော်တို့2ထိပ်စီးရှိမယ်ပြီးရင်2နဲ့က4ဆိုရင်ကျွန်တော်တို့က9ပေါ့နော်ဒါခွန်2 9ဆိုတဲ့ထိပ်စီးညနေပိုင်းအတွက်ပေါ့နော်ညနေပိုင်းအတွက်ကျွန်တော်ထိပ်စီးရမယ်ထိပ်စီးရမယ်ဆိုရင်ကျွန်တော်နောက်ပိတ်ကိုကျွန်တော်ဘယ်ကနေစပေးလဲဆိုတော့ကျွန်တော်နှလုံးပေါင်းချင်း1ပေါ့နော်နှလုံးပေါင်းချင်း1နှလုံးပေါင်းချင်းကျွန်တော်တို့3ညနှလုံးပေါင်းချင်း9ပေါ့နော်နှလုံးပေါင်းချင်း8ကျွန်တော်တို့တောက်လျှောက်ငယ်ငယ်လာတယ်ပေါ့နော်ဆိုတော့ဒီမှာနှလုံးပေါင်းချင်း9 8ကျွန်တော်တို့ခွန်ကြဖို့အတွက်ဆိုရင်ကျွန်တော်တို့နောက်ပိတ်ကဘာထည့်မလဲဆိုတော့3ညပေါ့နော်3ညနဲ့ကျွန်တော်ထိုးရမယ်ကနန်း3ခွက်ရှိမှာပေါ့နော်90ရယ်ကျွန်တော်20ရယ်90ရယ်ပေါ့နော်အဲ့3ခွက်ရှိမယ်ပေါ့နော်ညနေကနန်းအဲ့တော့ကျွန်တော်တို့ break ကလည်းကျွန်တော်တို့ဒီမှာဘာရှိမလဲဆိုတော့2 4 6 9 break ကလည်းရှိတယ်ပေါ့နော်အမှ9 break ရယ်2 break ကျွန်တော်တို့ခွန်ကြိုက်တဲ့ညီကောင်မတို့ကဆို90ရှိမှာပေါ့နော်ဒါတော့ညနေပိုင်းအတွက်ထိုးရမယ်ကနန်းပေါ့နော်ဆိုတော့ okayဒါကတော့ကျွန်တော်ဂျာသာဘရီနေကုန်အတွက်ပေါ့နော်တော့ကျွန်တော်ဖြစ်နိုင်ရရှိတဲ့ break ကကျွန်တော်ကနန်းလေးတွေကျွန်တော်ရွေးထုတ်ပေးခဲ့တာပေါ့နော်ကဲအားလုံးပဲအစီအပြေကြပါစေဗျာအဲ့ဆိုနော်အားလုံးပဲတက်တာပါ